မီးမရှိတဲ့အိမ်တွေမီးမလာတဲ့အိမ်တွေမှာရုတ်တရက်အရေးပေါ်ပါဝါဘန်လုပ်တဲ့နေရာလေးမစ်လို့ကျွန်တော်ပြရင်ဖုံအားသွင်းဖို့အခက်အခဲဖြစ်နေတဲ့သူတွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါဗျာနီလန်လေးကလွယ်ကူတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားစေချင်ပါတယ်ဗျာဒီနေရာမှာ iPhone သုံးတဲ့သူတွေနဲ့ Android phone သုံးတဲ့သူနှစ်မျိုးပေါ့နော်ကျွန်တော်မိတ်ဆွေတို့ဘာဖုန်းသုံးလဲဆိုတာ comment လေးမှာတစ်ချက်ရေးခဲ့ပေးပါဗျာ Android နဲ့ iPhone ပုံစံလေးကနှစ်မျိုးမတူကြအောင်တော့ iPhone ကကြိုးအကုန်လုံးကိုဖြတ်ထုတ်လို့မရဘူး Android phone လေးကတော့ကြိုးနှစ်ချောင်းတည်းရှိုံနဲ့အသုံးပြုလို့ရပါတယ်ဗျာအရင်ဆုံးကျွန်တော်မှာဓာတ်ခဲနှလုံးရှိတယ်အဲ့နှလုံးနဲ့မလောက်လို့ကျွန်တော်နောက်တစ်ခုဒီ aircon ပေါ့နော် aircon လမှုကဓာတ်ခဲနှလုံးကိုကျွန်တော်ထပ်ဖြုတ်ပြီးယူလိုက်တယ်ဓာတ်ခဲအလုံးကြည့်ရင်ပိုပြီးကောင်းပါတယ်ဗျာကျွန်တော်နေပူလှမ်းပြီးအားပြန်ယူလို့ရတယ်ပေါ့နော်အရင်ဆုံးကျွန်တော်မိတ်ဆွေစီမှာဓာတ်ခဲ၄လုံးလောက်ရှိရပါမယ်၄လုံးဆိုပိုကောင်းပါတယ်ဗျာပြီးတဲ့ခါကျရင်ဒီဓာတ်ခဲ၄လုံးကိုတစ်ဆက်တည်းဖြစ်အောင်လို့ကျွန်တော်မိတ်ဆွေတို့အနေနဲ့ဘာနဲ့လုပ်ရင်ကောင်းမလဲဆိုတာစဉ်းစားကြည့်ပါကျွန်တော်တို့ခက်ငယ်ငယ်ဆိုရင်နှီးဝါးနဲ့လုပ်တယ်ပေါ့နော်ကျွန်တော်မှနှီးဝါးမရှိတာဖြစ်တဲ့အတွက်ကျွန်တော်တိတ်နဲ့ပဲကျွန်တော်လုပ်လိုက်မယ်နှီးဝါးနဲ့ဒါမှမဟုတ်ဝါးချမ်းလေးနဲ့ဆိုရင်သူကတန်းတောင့်လေးပေါ့နော်ကျွန်တော်ကတော့တိတ်လေးနဲ့ပဲလုပ်လိုက်မယ်တိတ်လေးနဲ့ကလိုတလောက်မတောက်ဘူးဆိုပေမဲ့တောက်အောင်လုပ်လို့ရတယ်ဓာတ်ခဲစီတဲ့နေရာမှာတစ်ချက်သတိထားမယ်နော်ကျွန်တော်မိတ်ဆွေတို့အပေါင်းနဲ့အနှုတ်မမှားစေနဲ့နော်အရင်ဆုံးတိတ်လေးကိုကိုလိုတလောက်တစ်ပိုင်းလောက်ဖြတ်ယူလိုက်ပါပြီးရင်တော့ကျွန်တော်ဓာတ်ခဲလေးလုံးကိုအဲ့ဒီတိတ်ပုံမှာစီပေးလိုက်မယ်ပေါ့နော်နည်းနည်းလေးပူးအောင်စီပေးမယ်နော်ဓာတ်ခဲစီတဲ့နေရာမှာဖင်နဲ့ခေါင်းနဲ့ဖင်ပေးထိရမယ်ဆိုတာကျွန်တော်မိတ်ဆွေတို့တော်များသိမယ်လို့ထင်ပါတယ်အဲ့လိုလေးရပြီဆိုတော့ねကျွန်တော်မိတ်ဆွေတို့နည်းနည်းလေးလိတ်လိုက်ပေါ့နော်ဒီလိုပုံစံလေးရပြီဆိုတော့ねကျွန်တော်တို့အပေါ်ကနေပေါ့နော်တရေပင်းလေးနည်းနည်းစီးပေးရမယ်ပုံစံလေးကျွန်တော်ပြမယ်တရေပင်းလေးစီးပေးရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ဒီဝါယာကြိုးတက်ဖို့ပေါ့နော်ဒီတရေပင်းကိုဟိုဘက်ထိပ်ဒီဘက်ထိပ်စီးပေးရတယ်ကျွန်တော်မိတ်ဆွေတို့အနေနဲ့ကလည်းကျတော့ကြိုက်လို့ကိုဖန်တီးလို့ရတာပေါ့နော်ကျွန်တော်ဒီမှာအလွယ်တကူလုပ်လို့ရအောင်ဆိုပြီးတော့တရေပင်းလေးကိုပဲကျွန်တော်ဟိုဘက်ထိပ်ဒီဘက်ထိပ်နှစ်ဖက်အဲ့လိုနေအောင်လို့ကျွန်တော်ကတက်ပေးလိုက်တယ်ပေါ့နော်အဲဒီမှာတရေပင်းမငြိမ်ဘူးဆိုရင်ကျွန်တော်တို့ကအဲ့နောက်ထပ်တရေပင်းနဲ့ထပ်ပြီးစီးထားအဲ့လိုမျိုးပေါ့နော်သူမပြုတ်အောင်လို့ပေါ့โอเคဒီလိုပုံစံလေးပဲလုပ်မယ်ဒါဆိုရင်ဝါယာကြိုးကျွန်တော်တို့ဟိုဘက်ထိပ်ဒီဘက်ထိပ်ကိုကတ်လို့ရပြီသိရမလားအဓိကဝါယာကြိုးကတ်လို့ရရင်ဒါဖုံးအားသွင်းလို့ရပြီကျွန်တော်တို့ဟိုဘက်ထိပ်ဒီဘက်ထိပ်စီးပြီးသွားပြီဆိုရင်သူကဓာတ်ခဲကမငြိမ်ဘူးပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့ဒီအလဲကဓာတ်ခဲတွေကိုပြန်ပြီးထိန်းပြီးရတော့လေဝါကွင်းလေးနဲ့ပြန်ပြီးစီးထားပြီတေချာလေးကြည့်မယ်နော်ဒီနေရာမှာစိတ်လျှော့သွားတတ်တယ်တချို့ကလုံးလို့မရဘူးဆိုပြီးတော့ထပ်မလုပ်တော့ဘူးနော်စူးစမ်းပြီးလုပ်ပါဒီနေရာမှာတေချာလေးကြည့်မယ်နော်အဲ့ဒီမှာအလဲကဒီဓာတ်ခဲတွေကိုငြိမ်အောင်လို့ပေါ့နော်ကျွန်တော်မှာဝါးမရှိတဲ့အတွက်ငြိမ်အောင်လို့ဆိုပြီးတေပင်းလေးနဲ့ကျွန်တော်စီထားပြီးတယ်အဲ့လိုဆိုတန်းတောင့်လေးဖြစ်သွားလိမ့်မယ်ဒီမှာတေချာလေးကြည့်မယ်နော်တဆင့်စီစီကျွန်တော်လုပ်ပြနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေပေါ့နော်မသိတဲ့မိတ်ဆွေတွေအတွက်ပြန်ပြီးမျှဝေပြီးလို့ရတယ်အဲ့လိုမျိုးလေးတန်းတောင့်လေးဖြစ်သွားလိမ့်မယ်မလားဒီမှာအလဲလေးမှာတစ်ခါထပ်ချိမယ်ပြောမယ်ဆိုရင်ဗျာတရေပင်းကအဲ့ဒီပထမတရေခွင်းကသူကချုပ်ထားတာလားအဲ့လိုမျိုးအဲ့ဒီချုပ်ထားတဲ့တရေခွင်းပေါ်မှာကျွန်တော်တို့ကပြန်ပြီးတော့ငြိမ်အောင်ပြန်ထိန်းထားတာပေါ့နော်โอเคဒီလိုလေးဆိုတာတန်းတောင့်လေးဖြစ်သွားပြီသလားဒါကျွန်တော်ကဝါးမရှိတဲ့အတွက်ဒီ plastic နဲ့ပဲကျွန်တော်လုပ်ရတာပေါ့နော်အဲ့လိုလေးငြိမ်အောင်လုပ်ပြီးသွားပြီဆိုတာနဲ့ဒီဝါယာကြိုးတက်ဖို့အတွက်ပေါ့နော်ဝါယာကြိုးကိုကျွန်တော်တို့ဘယ်ကြိုးကိုအသုံးပြုရမလဲဆိုတာမိတ်ဆွေတို့ကျွန်တော်ထပ်ပြပြီမယ်ကျွန်တော်တို့အာသွင်းကြိုးပေါ့နော်ဖုန်းပရီအာသွင်းကြိုးကိုဖြတ်လိုက်ကတ်ကြီးနဲ့ကျွန်တော်ညှက်ဖြတ်လိုက်မယ်နော်ပြီးသွားပြီဆိုတာနဲ့အထက်ကဝါယာကြိုးလေးကိုရဖို့အတွက်အပြင်ကအထက်ကိုကျွန်တော်တို့ဒီထုတ်ပေးရမှာနော်ဒါကတော့လူတိုင်းလုပ်တတ်မယ်လို့ထင်ပါတယ်မီးကြီးလေးနဲ့မီးမြှိုက်လိုက်ရအောင်နော်အဲ့လိုမျိုးနည်းနည်းလေးမြှိုက်လိုက်မြှိုက်ပြီဆိုတာနဲ့ဆွဲထုတ်ရုံပဲနော်ဒီညမှာလက်ပလာနဲ့မဆွဲရအောင်နော်မီးလက်ကျက်တက်တဲ့သတိထားဒီလိုမျိုးလေးဆွဲထုတ်ပြီးသွားပြီဆိုတာနဲ့ဒီမှာဝါယာကြိုးလေး၄ချောင်းရှိတယ်ပေါ့နော် iPhone ဆိုလို့ရှိရင်တော့ဒီ၄ချောင်းလုံးအသုံးပြုပေးရမယ် Android phone က2ချောင်းပဲနော်ကျွန်တော်ဖုန်းက Android phone ဆိုတော့ကျွန်တော်2ချောင်းပဲယူမယ်ဒီမှာအနီတစ်ချောင်းနဲ့အမဲတစ်ချောင်းပေါ့နော်ဒီအနက်တစ်ချောင်းနဲ့အနီတစ်ချောင်း2ချောင်းပဲယူမယ် iPhone ဆိုရင်တော့၄ချောင်းလုံးအသုံးပြုပေးရမယ်နော်ဒီလိုပုံစံလေးရလာပြီဆိုတော့ဒီကြီးနှမ်းကြိုးလေးကိုကျွန်တော်တို့ယူထုတ်လိုက်အောင်ပေါ့နော်အထက်ကကြီးနှမ်းကြိုးလေးပေါ်အောင်ကျွန်တော်လုပ်လိုက်မယ်ပြီးသွားပြီဆိုရင်အဲ့ဒီကြိုးအနီလေးကဒီအပေါင်းပေါ့နော်ဒီခေါင်းအပေါင်းနေရာလေးကိုတက်ပေးရမယ်ဒါဆိုအဖုနေရာလေးကဒါအပေါင်းနော်ဟိုးအနောက်ကအပြားနေရာလေးကအနှုတ်အဲ့ဒါကအမဲအောင်အနက်ရောင်လေးကိုတက်ပေးရမယ်တက်ဆင်ပေးရမယ်ဒီလိုဆိုရင်ဒါကျွန်တော်အပေါင်းတက်ပြီးသွားပြီနော်အနှုတ်ဘက်ကိုထပ်သွားမယ်အဲ့ဒီမှာအနက်ရောင်လေးအဲ့ဒီအနက်ရောင်လေးကိုလည်းနည်းနည်းလေးလုံးပြီးတော့ဒီတရေပင်းလေးနဲ့ညှက်ထားပြီလေနော်ဒီတရေကွင်းလေးနဲ့ညှက်ထားပြီလေโอเคအဲ့လိုပုံစံလေးရအောင်လုပ်မယ်တီချာချာလေးအဲ့လိုထိမိလေးကပ်ပြီးသွားပြီတက်ပြီးသွားပြီဆိုတော့ねဖုန်းနဲ့စမ်းကြည့်လို့ရပြီဗျာဒီမှာလက်တွေ့ကျွန်တော်စမ်းသက်ပြမယ်နော်ဒီမှာကြည့်โอเคဖုန်းနဲ့ကျွန်တော်ထိုးထည့်လိုက်မယ်နီလန်းလေးကိုတယောက်သိအောင်လို့ပြန်ပြီးမျှဝေပေးလိုက်ပါဗျာအားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေဗျာ